ကြရလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့အင်္ဂါနေ့အတွက်ဖြစ်ပါတယ်ဒီတစ်ပတ်ကတော့ဘာဖြစ်ဖြစ်တနင်္လာနေ့တစ်ရက်ကပိတ်ထားတယ်အခုအင်္ဂါနေ့မှာစဖွင့်နေဆိုတော့မိတ်ဆွေများအနေနဲ့အဖွင့်နေတော့နည်းနည်းလေးထိန်းဆော့ပါလို့ပဲအကြံပြုချင်ပါတယ်ဗျာနော်အဓိကအားဖြစ်တော့ဒီကျွန်တော်တို့အရင်တစ်ပတ်ကကျွန်တော်တို့ဒါညီကိုတွေ9ချိန်တောင်ဆင်းသွားတယ်ကျွန်တော်တို့ကတနင်္လာနေ့ဆို9-3ညအင်္ဂါနေ့မှာ2-1ဗုဒ္ဓဟူးနေ့မှာ6ခွန်ကြာသပတေးနေ့မှာ4-3ကျွန်တော်တို့ဒီတောက်ကြနေမှာ6-5ဆိုပြီးတော့အရင်တစ်ပတ်လုံးကညီကိုတွေကဒါ9ချိန်ဆင်းသွားတဲ့အတွက်မိတ်ဆွေများအနေနဲ့ဒီတစ်ပတ်ကိုအဓိကထားပြီးတော့ကစားတင်တာကတော့နက်ခတ်ကိုအဓိကထားပြီးတော့ဆော့တင်ပါတယ်ဗျာနော်ကိုကဥမာဟိုပါပေါ့မွေကွက်ကိုပဲတီးတန်လိုက်ထိုးခြင်းတယ်ဆိုလို့ရှိရင်တော့နက်ခတ်9ခွက်ကိုပဲအဓိကထားပြီးတော့ဝေးထိုးလိုက်ပါအရင်တစ်ပတ်ကတော့ဒါကျွန်တော်တို့ဆင်းထားတဲ့ဟာကဒါကြာတာပရင်းနေ့မှာဆိုလို့ရှိရင်4-3-1-4ဆိုပြီးတော့4ထိပ်4ပိတ်ဆင်းထားတယ်ပြီးရင်ကျွန်တော်တို့တောက်ကြနေမှာ6-5-1-6ဆိုပြီးတော့ဒါကျွန်တော်တို့6ထိပ်6ပိတ်ဆင်းထားတယ်6ထိပ်6ပိတ်ရ4ထိပ်4ပိတ်ရဆင်းထားပေမဲ့လည်းကျွန်တော်တို့က4-9ချိန်ကမဆင်းသေးဘူးသူကထိပ်ပိတ်တူလို့ရှိရင်တော့4-9ချိန်ကဒါ2ရက်အတွင်းဆင်းတက်တယ်အဲကြောင့်ကျွန်တော်ကတော့ဒါ4-9ချိန်ကတော့ဒါဒီနေ့ဆိုလို့ရှိရင်တော့ရက်ချိန်တော်တော်စေနေပါပြီအဲဒါကြောင့်ဒီနေ့က4-9ချိန်ကိုပဲဒါအဓိကထားပြီးတော့ရွှေ့ထားပေးတယ်တွက်နေအရာကတော့ဒီနေ့မှာကျွန်တော်က3-5ချိန်ကြိုက်တယ်ဒါအပူးလိုက်တဲ့မိတ်ဆွေများကတော့ဒါ3-3-5-5အဲ့နှစ်ကွက်ကိုတော့ဒီနေ့မှာဒါထိုးတင်ပါတယ်ဗျာနော်ကိုကအပူးကြိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့အပူးကိုတော့မထည့်ထားပေးခြင်းတဲ့အတွက်ဒါအကွက်လည်းနည်းနည်းအောင်လို့ဒါအားလုံးပေါင်းတော့အောက်ကွက်4ကွက်အရန်4ကွက်တော့ရွှေ့ထားပေးတယ်မိတ်ဆွေများအနေနဲ့ဒါအဓိကထားပြီးတော့ဆော့ရမှာကတော့ကျွန်တော်ကတော့44-9-90-9ဒီ4ကွက်ကိုတော့အဓိကထားပြီးတော့ဆော့သိချင်ပါတယ်ဗျာနော်ပြီးရင်အရန်ထဲမှာကတော့ဒါ4-9ချိန်နဲ့ဆိုင်တဲ့အထွတ်အများဆုံးကဏ္ဍ4ကွက်ကိုတော့အရန်ထဲမှာထည့်ထားပေးတယ်အဲ့ဒီထဲမှာ4-2တစ်ကွက်ကတော့ဘာဖြစ်ဖြစ်နက်ခတ်ဖြစ်တဲ့အတွက်ထည့်ထားပေးတာဖြစ်ပါတယ်ကျန်တဲ့3ကွက်ကတော့ဒါ4-9ချိန်နဲ့ဆိုင်ပြီးတော့အထွက်အများဆုံးအကွက်လေးတွေပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့တောက်ကြနေပါကစားမယ်ဆိုလို့ရှိရင်တော့အောက်ကွက်အနေနဲ့ကတော့ကျွန်တော်ကတော့40-45-90-95ဒီ4ကွက်ကိုတော့အောက်ကွက်ထဲမှာရွှေ့ထားပေးပါတယ်အရင်အကွက်မှာဆိုလို့ရှိရင်တော့4-2-9-2 4-9-9ပေါ့နော်ဒီဟာကိုယူထားပေးတယ်အဲ့ဒီထဲမှာမှ4-9-9-9-2ကဒါ4-9နဲ့ပတ်သက်ပြီးတော့အထွက်အများဆုံးကဏ္ဍတွေဖြစ်ပါတယ်ဗျာနော်တင်ကွက်အနေနဲ့ကတော့ကျွန်တော်ကတော့ဒီ40-45နှစ်ခွက်ကိုတော့ဒါတင်ကွက်ထဲမှာရွှေ့ထားပေးပါတယ်မိတ်ဆွေများအားလုံးပဲအဆင်ပြေကြပါစေဒါကျွန်တော်ပြောသလိုပဲကျွန်တော်တို့ကတော့အမြဲတမ်းနဲ့မမှန်နိုင်ဘူးအမြဲတမ်းနဲ့မမှားနိုင်ဘူးအဲကြောင့်မိတ်ဆွေများအနေနဲ့ထိန်းဆော့ပါကိုအကြိုက်တူမှာပဲကစားပါဗျာနော်ကျွန်တော်အခုပေးတဲ့အကွက်လေးတွေကတော့ဒါကျွန်တော်ကတော့တွက်နေတဲ့ formula နဲ့ပေါင်းပြီးတော့ရွေးထားပေးတာဖြစ်ပါတယ်မိတ်ဆွေများအနေနဲ့ဒါမှမဟုတ်ကွက်လုံးပိုင်းတစ်လုံးလိုက်နေဆိုလို့ရှိရင်တော့ဒီ4-9-3-5နဲ့ပဲမထီထီအောင်ထိုးလိုက်ပါဥပမာကိုက3ကိုကြိုက်တယ်ဆိုလို့ရှိရင်တော့4-3-9-3 30-35ပေါ့နော်ဒီ4ခွက်ပဲထိုးလိုက်ပါဒီနေ့တနေ့ကုန်လောက်မှာ4-9-3-5ကတော့မထီမပေါက်ကြီးပါပဲကျွန်တော်တို့အဲ့လိုပဲတွက်ထားပါတယ်ဗျာနော်အဲကြောင့်မိတ်ဆွေများအနေနဲ့နည်းနည်းတော့ထိန်းဆော့ပါဒါကအဖွင့်နေလေးလည်းဖြစ်သွားတယ်ပိတ်ရက်လည်းရှိသွားတဲ့အတွက်နော်အဲဒါကြောင့်နည်းနည်းလေးတော့ထိန်းဆော့ပါအဓိကထားပြီးတော့ဆော့တင်တာကတော့40-45-90-95အဲ့ဒီ4ခွက်ကိုတော့အဓိကထားပြီးတော့ဆော့တင်ပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ